အယုတ်ကလေးတရုတ်လိုမျိုးဖြစ်နေတယ်ဒီတတဝါလေးတွေဟာအပြင်ပန်းကချစ်စရာကောင်းလာပေမဲ့လေလက်တွေမှာတော့တဘာဝတရားကြီးရဲ့တော်ဆုံးမှုတ်ဆိုတွေထဲမှာစည်ရင်းဝင်နေပါတယ်သူတို့ထက်အစမတန်ပုံမကြီးမားတဲ့သားကောင်များကိုအမဲလိုက်နိုင်တဲ့ထီတောင်စွမ်းဆောင်နိုင်ပါတယ်တချို့နိုင်ငံများရဲ့ဂေဟစနစ်ကိုတောင်ပြောင်းလဲနိုင်တဲ့အထီကိုအမဲလိုက်တော်လွန်းတာပါသူတို့ကတော့ stout လို့ခေါ်တဲ့မွေပါဖြူလေးတွေပါသူတို့ရဲ့ကိုယ်တွေဟာ16ကနေ33စင်တီမီတာရှိပြီးတော့အမီးကတော့9ကနေ10စင်တီမီတာလာရှိပါတယ်သူတို့ကိုဥရောပတိုက်အာရှတိုက်မြောက်ပိုင်းနဲ့အလယ်ပိုင်းမြောက်အမေရိကတိုက်တို့မှာတွေ့ရတတ်ပြီးတော့ဒီသေးသွယ်လာတဲ့ stout လေးတွေမှာအရွယ်နဲ့မလိုက်တဲ့စွမ်းဆောင်ရည်တွေပြည့်နှက်နေပါတယ်ပထမဆုံးစွမ်းရည်ကတော့အကြောင်ပြောင်းလဲနိုင်စွမ်းပါအပူချိန်များတဲ့နွေရာသီမှာအညိုရောင်ဖြစ်ရှိနေတတ်ပြီးတော့အေးချမ်းလာတဲ့ဆောင်းရာသီမှာတော့အဖြူရောင်ဖြစ်ပြောင်းလဲတတ်ပါတယ်ဒါဟာရာသီဥတုပူချင်းအေးချင်းနဲ့မသက်ဆိုင်နေနေတာအတူအရှိနဲ့ကိုဆုံးဖြတ်တာပါနေတာရှိတဲ့နွေရာသီမှာမဲလနင်ရောင်ချယ်တက်ပူထုတ်လုပ်နိုင်တာကြောင့်အညိုရောင်ဖြစ်များပြီးတော့နေတာတူတဲ့ဆောင်းရာသီမှာတော့မဲလနင်တက်တိတ်မထုတ်နိုင်တာကြောင့်အဖြူရောင်ဖြစ်ပြောင်းလဲသွားတာပါဒီအဖြူရောင်အမွှေးဟာပို့ထူပြီးတော့အေးတံကိုကိုမိုခံနိုင်ကနှင်းတော်ထဲမှာအလွယ်တကူပုံကွယ်နေနိုင်စေပါတယ်အကယ်၍တကူလုံးအဖြူရောင်ပြောင်းလဲသွားရင်တော့မှပဲသူတို့ရဲ့အမိထိပ်ပြားပိုင်းကတော့အမြဲတမ်းအမဲရောင်ဖြစ်နေတတ်ပါတယ်ဒီအမဲဆက်လေးဟာရန်သူကိုလှည့်စားဖို့အတွက်ပါဒီအမဲဆက်ကိုသူတို့ရဲ့ဦးခေါင်းအဖြစ်အထင်မှားစေပြီးတော့ရန်သူကတိုက်ခိုက်တဲ့အခါမှာသူတို့ဟာအန္တရာယ်ကင်းစွာနဲ့ထွက်ပြေးနိုင်ပါတယ်နောက်တစ်ချက်ကတော့သူတို့ရဲ့တေးသေးတဲ့တွဲခန္ဓာကိုယ်လေးတွေပါကျင်းမြောင်းလာတဲ့အပေါက်များကျင်းများကိုအလွယ်တကူတိုးဝှေ့သွားလာနိုင်စေပါတယ်ဒါကြောင့်လဲသူတို့ဟာမြေအောင်တတ္တဝါများကိုအလွယ်တကူအမဲလိုက်နိုင်တာပါနောက်တစ်ချက်ကသူတို့ရဲ့ဇီဝဖြစ်စဉ်ပါအလွန်လျင်မြန်လွန်းတာကြောင့်အချိန်ပြည့်နီးပါလှုပ်ရှားအစာရှာရပါတယ်ဒီနေ့တာမှာအနည်းဆုံးသူတို့ခန္ဓာကိုယ်ရဲ့20ကနေ30ရာခိုင်နှုန်းထိအစာရှာစားရပါတယ်တစားမစားတာ24နိုင်ကျော်လာတာ ਨੇ သူတို့ရဲ့ခန္ဓာကိုယ်ဖြစ်စဉ်တွေမလုံနိုင်တော့ပဲအသက်ဆုံးရှုံးနိုင်ပါတယ်ငှက်များကြွက်များယုံများဖွတ်ပုတ်တင်တဲ့ဥများအစရှိသဖြင့်ကြုံရကိုရှာစားတတ်ရပါတယ်အမဲလိုက်တဲ့အခါမှာသူတို့ဟာသားကောင်ကိုစိတ်ရှိရှိနဲ့ပုံအောင်တိုက်ခိုက်တာပါတနင်္ဂနွေကို20ကနေ25ကီလိုမီတာနှုန်းထိအရှိန်တင်ပြေးနိုင်ပေမဲ့လည်းအကြာကြီးမပြေးနိုင်ပါဘူးသားကောင်ကိုအမိမလိုက်နိုင်တဲ့အခါသူတို့ရဲ့ထူးခြားစွမ်းရည်ကိုထုတ်သုံးပါတော့တယ်ခန္ဓာကိုယ်ကိုခုန်ပေါက်ခြင်း၊ကွေးကောက်၍ကခြင်း၊ကနာမငြိမ်စွာပြေးလွှားခြင်းစသည်တို့ကိုရုပ်တရက်ပြုလုပ်ပါတယ်။ဒါကိုဝီဇယ်ဝါဒန့်စ်လို့ခေါ်ပြီးတော့ဒီလိုကပြခြင်းဟာသားကောင်ကိုစိတ်ညှို့ထားသလိုဖြစ်စေပြီးတော့ရုပ်တရက်မပြေးနိုင်ပဲငြိမ်သက်နေစေတတ်ပါတယ်။ဒီငြိမ်သက်နေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးတော့အလစ်နဲ့တိုက်ခိုက်တာပါ။သူတို့ခန္ဓာကိုယ်ဟာလည်းကွေးရဆန့်ရလွယ်လွန်းတာကြောင့်သားကောင်ပြေးနေတဲ့အချိန်မှာအလွယ်တကူကွေးဝိုက်ပြီးတော့လမ်းကြောင်းပြောင်းလာဖမ်းယူနိုင်ပါတယ်။အကယ်၍သားကောင်ကိုမိတယ်ဆိုရင်တော့ဦးခေါင်းရဲ့အောက်ဂုတ်ပေါ်မှာရှိနေတဲ့အာယုံကြောကြီးကိုကိုက်ဖြက်ကသားကောင်ကိုလေဖြတ်ငြိမ်သက်စေပါတယ်။ဒီလီနန်းလည်းပဲသူတို့ဟာသူတို့ထက်ကြီးတဲ့သားကောင်များကိုတော့အနိုင်ယူတိုက်ခိုက်နိုင်တာပါ။ဒီတတဝါလေးတွေဟာရေကူးလဲကျွမ်းကျင်ပြီးတော့မီတာရာနဲ့ချီကကူးခတ်နိုင်ပါတယ်။ရေကန်ကြီးများမြစ်ချောင်းများကိုဖြတ်ကူးကအမဲလိုက်တတ်ပါတယ်။အစာရှာရခက်တဲ့ဆောင်းရာသီများအတွက်ကြိုတင်ပြီးတော့အမဲလိုက်ကအစာများလဲစုဆောင်ထပ်တတ်ပါလေတယ်။သူတို့ရဲ့ကျွမ်းကျင်လွန်းလာတဲ့အမဲလိုက်စွမ်းရည်ကြောင့်နယူးဇီလန်နိုင်ငံရဲ့ငှက်မျိုးရင်းအများစုဟာသူတို့လက်ချက်ကြောင့်မျိုးတုံးလူကြီးပါဖြစ်ခဲ့ရမှုပါတယ်။တောသဘာဝအတိုင်းမှာတစ်နှစ်ကနေ2နှစ်ထိအသက်ရှင်နိုင်ပြီးတော့ဂရုတစိုက်မွေးမြူထားပါက9နှစ်ကနေ10နှစ်ထိအသက်ရှင်နိုင်ပါတယ်။အထီးများဟာအမများထက်အကောင်ပိုကြီးကြပြီးတော့သူတို့ဟာနှွေရာသီမှာမိတ်လိုက်တတ်ကြပါတယ်။ထူးဆန်းတာကအမများဟာမိတ်လိုက်ပြီးမျိုးအောင်တာနဲ့8လကနေ9လဝန်းကျင်ထိကိုဝန်ဆောင်မှုကိုရပ်တန့်ထားတာပါ။ဘိုက်တွေကကလေးကလုံးဝမကြီးထွားလာပါဘူး။တားကောင်ပေါ်တဲ့နောက်နှစ်ရဲ့နှွေရာသီရောက်မှပဲတလခန့်လောက်ကိုဝန်ဆောင်ပြီးတော့ထိုတလအတွင်းမှာပဲတတိသားနဲ့ကိုဝန်ကိုကြီးထွားစေပြီးတော့ကလေးမွေးတာပါ။တခါသားပေါက်ရင်4ကောင်ကနေ12ကောင်ထိပေါက်နိုင်ပြီးတော့မွေးကာစားမှာမျက်လုံးလည်းမပွင့်နိုင်အမွေးလည်းမစုံသေးတာကြောင့်မိခင်ကအပြည့်အဝစောက်ရှောက်ရပါတယ်။နှစ်ပတ်ကနေ3ပတ်ကြာမှမျက်လုံးပွင့်လာပြီးတော့သွားလာလှုပ်ရှားနိုင်လာပါတယ်။သူတို့ဟာအသက်တူပြီးကိုဝန်ဆောင်တဲ့အချိန်ကြာတာကြောင့်အမသားပေါက်လေးများဟာ
ဒီမွေးဖွားကစားနှစ်ပတ်သုံးပတ်အရွယ်တဲ့ကနေမိတ်လိုက်တတ်ကြပါတယ်အထီးများကအသက်တစ်နှစ်ဝန်းကျင်မှသာမိတ်လိုက်တတ်ကြတာပါအသက်2လ3လအရွယ်မှာကိုယ်တိုင်မဲလိုက်နိုင်လာပြီးတော့အတိုက်ကိုစွန့်ခွာကြပါတယ်မြေခွေးလိုအကောင်ပိုကြီးတဲ့တတဝါများတိမ့်ဆုံငှက်များဇီးကွက်များစတဲ့ငှက်ကြီးများတောကြောင်နဲ့အိမ်မွေးကြောင်များကတော့သူတို့ကိုအဓိကအမဲလိုက်တတ်ကြပါတယ်ရှေးဘရင်များရဲ့ခေတ်ဥရောပတိုက်များမှာသူတို့ရဲ့ဆွတ်ဆွတ်ဖြူတဲ့အမွှေးများနဲ့တရီများကိုတော်ဝင်အသုံးဆောင်ဖြစ်သတ်မှတ်ခဲ့ကြပြီးတော့လူသားမှုစုများဟာဒီစတုတ်အကောင်ကြီးတန်းကနန်းထီကိုအမဲလိုက်ခဲ့ကြပါတယ်ယနေ့ခေတ်မှာလည်းတချို့နိုင်ငံတွေမှာသူတို့ကိုအမဲလိုက်နေကြဆဲပဲဖြစ်ပါတယ်သူတို့ရဲ့ရှင်သန်ခြင်းဟာနှစ်လောက်အတွင်းမှာပဲချစ်စရာကောင်းလာတဲ့ဒီသက်တဝါလေးတွေရဲ့ဖြစ်တည်မှုဟာမြန်ဆန်စမ်းကြယ်လွန်လှပါတယ်ကိုယ်တိုင်မဲလိုက်ကျွမ်းကျင်ပေမဲ့လည်းအကောင်သေးငယ်လွန်လှတာကြောင့်ပေါ်များလာတဲ့ရန်သူတွေရဲ့ဒဏ်ကိုလည်းရှောင်ရှားတတ်ရပါတယ်လောကသဘာဝတရားကြီးဟာကျွန်တော်တို့စိတ်ကူးရင်တာထက်ပိုထူးခြားကြောင်းဒီစတုတ်လေးတွေကတက်တည်ပြနေပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကြည့်အောင်ကိုစာ channel လေးကို like follow နဲ့ subscribe လုပ်ခဲ့ပေးပါဦးနော်ကျေးဇူးတင်ပါတယ်